ကျွန်တော်ကနေပြောပြချင်တာကဒီစင်ကာပူမှာအလုပ်လုပ်နေတဲ့ညီကိုမောင်နှမတွေကိုချွေးနေဆန်တဲ့ကိုကြောင်းတက်နေတဲ့ညီကိုမောင်နှမတွေရဲ့အထောက်အကူဖြစ်စေမဲ့အရာလေးတစ်ခုကိုကျွန်တော်လာပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်လုပ်ပေးတာဖြစ်ပါတယ်အထောက်အကူဖြစ်စေမဲ့ဆိုတာလည်းကျွန်တော်တို့ဒီတစ်ပတ်တလန်းနေပြီးတော့ကိုယ့်ရဲ့ဒီနေ့စဉ်သုံးစိတ်လေးကိုထောက်ကူဖြစ်စေမဲ့ဖာစေမဲ့ပေါ့နော်အဲ့ဒါလေးအဓိကကျွန်တော်တို့ဒီသွားရေးလာရေး transportation fee MRT ကပေါ့နော်ကားလေးတွေထောက်ကူဖြစ်စေမဲ့အရာလေးတွေလာပြီးတော့ share လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့ဒါတော့တခြားမဟုတ်ကျွန်တော်ဒီဆက်လေးအကြောင်းပေါ့နော်ဒီဆက်ကလေးကဘာလဲဆိုတော့ကျွန်တော်လက်ရှိကျွန်တော်အိမ်ထဲမှာလည်းရောက်နေလို့ကျွန်တော်အမှတ်တမဲ့တွေးလိုက်တာနဲ့ဓာတ်ပုံရိုက်ပြီးတော့အဲ့ဒါ share လုပ်ပေးမယ်ဆိုပြီးတော့ယူလာလိုက်တာပေါ့နော်ဒီဆက်ကလေးကဘာလဲဆိုလို့ရှိရင်သူဒီမှာစက်ပေါ်မှာရေးထားတာကဘာလဲဆိုရင်ကျွန်တော်တို့ဒီမှာစက်ပေါ်မှာရေးထားတာကဘာလဲဆိုလို့ရှိရင်ဒီမှာ return your beverage container here ဆိုတော့ပြောချင်တဲ့လေးပြရပါလဲဆိုရင်ကျွန်တော်တို့နေ့စဉ်တောက်နေကျွန်တော်တောက်နေရေဘူးတွေအခြေဘူးတွေအချွေဘူးတွေကိုအခွင့်တွေကိုပြန်ပြီးတော့ recycle နေနဲ့ပြန်ပြီးတော့သုံးပြီးတော့ကျွန်တော်ဒီအဲ့ဟာကိုပိုက်ဆံပြန်ယူမှာအဲ့ဒီကောင်ကိုပိုက်ဆံပြန်ယူတဲ့ဆက်ကလေးပေါ့နော်သူကဘလို့ရွေချက်နဲ့လောက်တာလဲဆိုတော့ကျွန်တော်တို့ပတ်ဝန်းကျင်နဲ့တန်ရှင်းဖြစ်တော့အောင်ဆိုပြီးတော့ government လုတ်ပေးတာပေါ့နော်တရားဝင်လုတ်ပေးတာပေါ့နော်ကျွန်တော်နေ့စဉ်တောက်နေကျွန်တော်တောက်နေအချွေဘူးတွေရေဘူးတွေအဲ့ဒါခွင့်တွေကိုပြန်ပြီးတော့ဒီစက်ကိုပြန်သုံးပြီးတော့ကျွန်တော်ပိုက်ဆံပြန်ယူမယ်ဒါဆိုရင်ပြန်လို့ရှိရင်တပူးကိုဘယ်လောက်ရမလဲဆိုရင်ကျွန်တော်သိရတဲ့လောက်ကတော့တပူးကို30ရမယ်တန်းဆန့်30ဆိုတော့10ချက်မဟုတ်ဘူးเนาะတန်းဆန့်တပူးကိုတန်းဆန့်ရမယ်ကျွန်တော်10ဘူးဆိုလို့ရှိရင်တစ်ချက်ရမယ်ပေါ့နော်တပူးကိုတန်းဆန့်10ဘူးကိုတစ်ချက်ရမယ်ဒါဆိုရင်ဘူးအရွယ်စားကကျွန်တော်ဘယ်အရွယ်စား150 ml ကနေပြီးတော့3လီတာထိကျွန်တော်ထည့်သုံးလို့ရတယ်ဘူးအရွယ်စား size အရွယ်စားကိုပြောတာเนาะကျွန်တော်တို့အထက်ထဲမှာအကြီးထည့်လို့ပမာဏ150 လီတာကနေပြီးတော့မီလီလီတာကနေပြီးတော့ကျွန်တော်တို့ဒီဟို3လီတာထိ3လီတာကြီးကျွန်တော်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါထည့်လို့ရတယ်အဲ့ဘူးတွေထည့်လို့ရဒါဆိုရင်နောက်တစ်ခုကထည့်မယ်ဆိုရင်ကျွန်တော်အဲ့ဘူးမှာဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ဒီ deposit mat logo ပါမယ် deposit mat logo ဆိုတာကကျွန်တော်တို့ဒီအဲ့ကျွန်တော်တို့ဘူးမှာပါတဲ့ဘားကုတ်လေးဘေးမှာတန်းဆန့်ဆိုပြီးတော့ပါတယ်တန်းဆန့်ဆိုတဲ့အဲ့ဒါဒီစာစလုံးလေးပါတယ်ပေါ့နော်10တန်းဆန့်ပေါ့နော်အဲ့ဒီဟာလေးပါရမယ်နောက်တစ်ခုကဘာလဲကျွန်တော်ဘားကုတ်ပြတ်လို့မရအောင်ဘာကုတ်ဆိုတာဗာကျွန်တော်တို့ QR code ဘူးရဲ့ပုံမှာကျွန်တော်တို့တောက်နေတဲ့ဘူးရဲ့ပုံမှာ QR code system လေးတွေပါတယ်ဟုတ်တယ်နော် QR code ဖတ်လို့ရတဲ့ဟာလေးတွေပါတယ်အဲ့ဒါလေးတွေပြတ်လို့မရဘူးနောက်တစ်ခုကဘူးကပိန်တာရှုံတာဖြစ်နေလို့မရဘူးပြီးတော့ဗာလဲဆိုကျွန်တော်တို့ဘူးထဲမှာအချိုရည်တွေရေတွေကြံနေလို့မရဘူးအဲ့ဆိုကျွန်တော်တို့ထည့်လို့ရတယ်တဘူးကိုတန်းဆန်းရမယ်10ဘူးဆိုလို့ရှိရင်တစ်ချက်ရပါဘူး50ဆို5ချက်ပေါ့ဘူး100ဆိုရင်30ရမယ်ဘူး100ဆိုရင်30ရမယ်ပေါ့နော်ကျွန်တော်တပတ်ကိုဘူး100ပဲထက်ဟုတ်တယ်မလားတစ်လောက်4ပဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဟာလောက်တော့40တော့ရမယ်ထင်တယ်ပဲကျွန်တော်တို့ဒီ MRT ကရဲ့ပုံမှန်တစ်မျိုးကြသွားနေတဲ့ MRT ကတော့ကားကတော့ကျွန်တော်တက်တာမယ်အထောက်အကူဖြစ်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ဆိုရင်တော့အဆင်ပြေတယ်ကျွန်တော်အလုံးနဲ့ကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်တော့အဲ့လောက်နဲ့ကျွန်တော်လောက်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်အဲ့ဒါလေးကိုလာပြီးတော့ပြောပြတာဘလို့လူတွေအတွက်ရွေးပြီးပြောပြတာလဲဆိုလို့ရှိရင်ကျွန်တော်ဒီအလုံးလုံးနေတဲ့ညီကိုမောင်နှမကြီးအထောက်အကူကိုယ့်ရဲ့ဈေးကိုဖာတင်တဲ့ညီကိုမောင်နှမကြီးနောက်တစ်ခုကကိုချွေးနေဆန်တဲ့ကိုကြောင်းတက်နေတဲ့ညီကိုမောင်နှမကြီးတွေကျွန်တော်လာပြီးတော့ share လုပ်ပေးတာပေါ့နော်ဟိုကိုယ့်ကိုပိုက်ဆံအဆင်ပြေလို့ချမ်းသာလို့လာပြီးတော့ကြောင်းတက်နေတဲ့ဒီမှာနေနေတဲ့အခြေချနေတဲ့ညီကိုမောင်နှမတွေလည်းတော့မပါဘူးပေါ့ဗျာခွဲခြားတာမဟုတ်ပါဘူးကျွန်တော်ဥပမာအနေနဲ့ပြောပြတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လာပြီးတော့ပြောပြတာပါလက်ရှိအနေနဲ့တော့ဒီဆက်ကမ run ရတယ်ကိုကျွန်တော်တို့နောက်လာ April မှာစပြီးတော့ run မယ်လို့ကျွန်တော်သိရတယ်ပေါ့နော်နောက်လာ April မှာစပြီးတော့ run မယ်ပေါ့နော်လက်ရှိနေတော့မတော့အခုကကျွန်တော်ကအိမ်ထဲမှာလည်းလာပြီးတော့ချထားပြီအဲ့ဒါနဲ့ကျွန်တော်တွိုင်းလိုင်းနဲ့တွေ့လို့တက်ပုံရိုက်လာတာအမှတ်တမဲ့တွေ့လိုက်လို့တက်ပုံရိုက်လာတာဟောလို့အကျိုးလဲရှိနေမယ်ဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ share လာပြီးတော့လုပ်ပေးတာပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့ပြောပြတာပါဒါလေးကအဆင်ပြေလို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဥပမာကိုယ့်အတွက်နေကိုယ့်ရဲ့လာစဉ်အသုံးစိတ်အတွက်ထောက်ကူဖြစ်မယ်ဘာလို့ကျွန်တော်တို့ဥပမာဗျာကျွန်တော်အလုပ်တစ်ခုကိုလုပ်တယ်ပတ်စံရကြလို့တခြားအလုပ်တစ်ခုကိုပတ်တိုင်းလုပ်တာမှာကျွန်တော်တို့ကတရားဝင်လုပ်တယ်ဆိုတော့တရားဝင်လုပ်ခွင့်ရှိတယ်ဆိုတော့ပြဿနာမရှိဘူးမဟုတ်ဘူးခိုးလုပ်တယ်ဆိုရင်ကျွန်တော်တို့မိသွားရင်ကျွန်တော်ပြဿနာတွေပါရှင်းရသေးတယ်သိရမလားဒီကောင်အဲ့လိုလုံးဆရာမလို့ဗျာသိရမလားကိုယ့်ကိုတရားဝင်မယ်အေးစီဘကဘာမှဆိုတရားဝင်လုပ်ပေးထားတဲ့ဥစ္စာဆိုတော့ပတ်ဝန်းကျင်တန်ရှင်းတဲ့ထောက်ခုဖြစ်ဖို့တဲ့သူတရားဝင်လုပ်ပေးထားတဲ့အရာလေးဆိုတော့ကျွန်တော်တို့အဆင်ပြေတယ်ဥပမာကိုကဘူးဝင်ဘလုံးဝင်နေကောက်အောင်မှာထဲမှာရှက်တယ်ဆိုရင်တောင်မှဥပမာဗျာနောက်ဆုံးဒီကောင်တွေကဒီဆက်တွေက24နာရီ run ပေးထားမဲ့ဆက်တွေဆိုတော့ဥပမာကိုကညလူချိန်နဲချိန်လောက်ဥပမာ10နာရီခွဲတလောကောင်7တော်လောကောင်7ခွဲတလောအဲ့ချိန်မှာကိုအိမ်အောက်မှာရှိတယ်ဆိုရင်အောက်မှာဆင်းပြီးတော့ဆက်ကလေးတွေထည့်လို့ရတယ်ဥပမာပြပြတာပါအဲ့လိုမျိုးပြပြတာကိုကရှက်တယ်ဘူးတွေဒီဟာတွေကောက်အောင်မှာရှက်တယ်ဆိုရင်ဥပမာပြပြအဲ့လိုအချိန်ဒီမှာလှုပ်လို့ရတယ်ဆိုပြပြတာကျွန်တော်ပတ်တိုင်းသွားလှုပ်တယ်ဆိုတာကိုကဟိုတရားဝင်လောက်ခွင့်ရှင်တော့မပြောလို့ပေါ့နော်တရားဝင်လောက်ခွင့်မရှိတဲ့ចောင်းသူចောင်းသားတွေအလုပ်သမားတွေကျွန်တော်တို့လိုအလုပ်သမားတွေဆိုလို့ရှိရင်ခိုးလို့ရှိရင်မမိရင်တော့ပြဿနာမရှိဘူးမိသွားရင်ကျွန်တော်တို့သိရမှာလားပြဿနာအများကြီးရှင်းရအောင်မှာဒီကောင်အဲ့လိုရှင်းစရာမလိုဘူးပေါ့နော်အဲ့ဒါလေးကိုလာပြီးတော့ပြောပြပေးတာပါနော်ထောက်ကူဖြစ်စေရန်အတွက်လာပြီးတော့ပြောပြပေးတာပါ
ကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးเนาะကျွန်တော်တရားသလောက်ကိုလာပြီးတော့ share ရင်းလုပ်ပြီးတာအားလုံးလည်းအထောက်အကူဖြစ်စေမယ်လို့ထင်လို့ပေါ့နော်အားပြီးတော့လာပြီးတော့ share ရင်းလုပ်ပြီးတာနောက်တစ်ခုကခုကျွန်တော်ပြလိုက်တဲ့အထဲမှာလိုအပ်ချက်တွေမှားတာလေးရှိရင်ရှိလိုက်ပါဦးနော်အဲ့ဒါလေးရှိလို့ရှိရင်ကျွန်တော်လာပြီးတော့ပြဝေးဖန်အကြံပေးလို့ရပါတယ်ကွန်မန့်မှာပဲပြလာပြီးတော့ထောက်ပြဝေးဖန်လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်